ပေါက်ကြတာတော်များများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ကတော့မြတ်တာလင်းဖြစ်ပါတယ်အခုတင်ဆက်ပေးတဲ့ဗီဒီယိုကတော့21ရက်6လ2026ကနေ29ရက်6လ2026တပတ်တာကာလတော့တွင်တောက်ကြတာတော်များများကြုံပြရမယ်ကံကြမ္မာနေထားများကိုပြပြပေးမယ်ဗီဒီယိုဖြစ်ပါတယ်ဒီတစ်ပတ်တာမှာတောက်ကြတာတော်များများနေများတော့ကိုယ့်ရဲ့ဒီကံကြမ္မာနေထားနဲ့ကြည့်မယ်ဆိုရှင်ကိုယ့်ရဲ့စိတ်တွေကနေစင်းလိုက်ပြန်မြင့်သွားလိုက်ခါရီပြန်ပြီးတော့ဘာမှမလုပ်ချင်တဲ့စိတ်တွေဖြစ်ပေါ်လိုက်တခုခုကိုကြကုတ်ကြခဲစူးစားရမယ်ဆိုတဲ့စိတ်အားထက်သန်မှုပြန်လည်းဖြစ်ပေါ်လိုက်ဆိုတဲ့ပုံမျိုးလေးတွေမကြာခဏကိုယ့်ရဲ့စိတ်ခံစားချက်တွေကအတက်ကြအပြောင်းလဲမြင်နေတဲ့အားမျိုးတွေဖြစ်ပါတယ်ကိစ္စတခုကိုလုပ်ရမှာလားမလုပ်ရဘူးလားစင်ငယ်ချစ်ရေးများဆိုရှင်သူ့ကိုတွဲတင်လားဒါမှမဟုတ်သူ့ထက်ပိုကောင်းတဲ့သူကိုစောင့်ဆိုင်ရင်ကောင်းမလားလုပ်ငန်းရှာတဲ့သူတွေနေထားမှာဆိုရှင်လည်းအလုပ်ကအခုလက်ရှိလုပ်ငန်းပဲထွက်ရင်ကောင်းမလားကိုယ်ပိုင်လုပ်ငန်းထောင်ရင်ကောင်းမလားနော်လုပ်ငန်းသစ်ပြောင်းရင်ကောင်းမလားအဲ့လိုမျိုးတွေအများရန်တွေးတောနေတွေရှိတတ်ကြတယ်တွေးတောမှုတွေများဘူးနော်မတင်မကျဖြစ်မှုတွေကိုယ့်ရဲ့စိတ်ထဲမှာဘယ်ဟာကိုလုပ်ရရင်ကောင်းမှမသိဘူးဆိုရယ်မတင်မကျဖြစ်မှုတွေကဒီကာလမှာနည်းနည်းလေးများနေတတ်ပါတယ်အခုကဒီတောက်ချတာတဲ့မျိုးတို့ရဲ့ဒီကံကြမ္မာနေထားဆိုရှင်တော့အများရန်ထိုင်တကြမဖြစ်နေတတ်ဘူးထိုင်ကြမဖြစ်ပဲနဲ့အများရန်ရွေးရှားပြောင်းလဲမှုတွေရှိနေတတ်ပါတယ်ရွေးရှားပြောင်းလဲမှုတွေကြုံတွေ့ရမယ်နောက်တစ်ခုအနေနဲ့ကတော့ကံကြမ္မာရဲ့စီညွန်ရာကိုနေထိုင်ရမယ့်ကာလမျိုးဖြစ်တယ်ကံကြမ္မာကဒီလိုနေထားနဲ့ဖြစ်ချိန်တန်ဖြစ်ပေးလိုက်မယ်ပြက်ချိန်တန်ပြက်ပေးလိုက်မယ်ကိုကဒီမှာကတခုခုကိုရရှိရတယ်ဆိုရင်တခုခုပြန်လဲဆုံးရှုံးရမယ်ကံကြမ္မာလည်းရှိနေသေးပြန်တယ်အဲ့ဒါကကြတော့ကိုကသွားပြီးတော့ထိန်းချုပ်လို့မရဘူးဆိုတော့ထိန်းချုပ်လို့မရတာဘာလို့ဒီမှာထိုင်ပြောနေရလဲအဲ့ဒီရှစ်တော့မေးကြရရှိတယ်အဲ့တော့ထိန်းချုပ်လို့မရတဲ့အရာကိုဒီမှာပြောရတယ်ဆိုတဲ့အကြောင်းအရာမိမိစိတ်ကိုမိမိပြန်လဲပြင်ဆင်မှုဖြစ်ပါတယ်အဲ့တော့ငါဒီလိုဒီဟာတခုတော့ရလာတာပဲဒီလိုတော့လက်လွတ်ဆုံးရှုံးလိုက်ရတာဒါလေးတော့ဆုံးရှုံးလိုက်တာကိစ္စတော့မရှိပါဘူးနော်အဲ့လိုစိတ်မျိုးကိုမွေးထားမိအောင်လို့အဲ့လိုစိတ်မျိုးနဲ့ပြင်ဆင်မိအောင်လို့ဒီမှာအကြံပြုပေးရတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကံကြမ္မာထိန်းချုပ်လို့မရဘူးကံကြမ္မာကတတ်မှတ်ပေးထားတဲ့အတိုင်းကိုကလိုက်ပြီးတော့နေထိုင်ရတယ်ဆိုပုံစံမျိုးတွေဖြစ်တယ်အဲ့တော့ကိုကကံကြမ္မာကိုပြောင်းလဲလို့မရဘူးဆိုရင်တော့ပဲကံကြမ္မာရဲ့ထားတဲ့နေရာမှာကိုဘယ်လိုတင့်တော်အောင်နေထိုင်ရမလဲဉာဏ်နဲ့ဝိရိယနဲ့ကိုစိုက်ထုတ်ဖို့အတွက်ကိုရနေပြီမှာအရင်ဆုံးညီတန်းပြိုးပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ကိုကတစ်ဖက်မှာလည်းလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဘဝရေးရာနဲ့ပတ်သက်တဲ့ကိစ္စမှာနည်းနည်း pressure များတဲ့အခြေအနေမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ဘဝရေးရာမိသားစုရေးရာမှာဆိုရှင်နင်ကအကြီးပဲအငယ်အလတ်ပဲနင်ဒါလေးတောင်မလုပ်တတ်ဘူးလားဒါလေးတောင်ငါတို့မဖြည့်ဆည်းပေးနိုင်အဲ့လိုမျိုးလားလုပ်ငန်းခွင်ရေးရမှာဆိုရှင်နင်ကဒီယာတို့ရပြီးတော့နင်ကဒီလိုပုံစံမျိုးကိုမသိဘူးလားတကယ်ချင်းတွေမှာဆိုရှင်နင်ကလည်းဒီတကယ်ချင်းကိုနင်ဒါလေးတောင်မလုပ်ပေးနိုင်လားအဲ့လိုမျိုးလေးတွေကြုံတွေ့ရတတ်တယ်ဆိုတော့အဲ့လိုမျိုးလေးတွေဖိအားပေးမှုတွေရှိတတ်တယ်ဆိုတော့အဲ့ဖိအားပေးမှုကကျတော့တစ်ဖက်မှာကိုကဒါကိုဆက်ပြီးလက်ခံမလားလွတ်ချမလားဒီလိုမျိုးကြီးဆုံးဖြတ်ရတဲ့ဟာကိုယ့်ပေါ်မှာပဲမူတည်ပါလိမ့်မယ်အဲ့တော့တစ်ဖက်မှာလည်းရှိတတ်တယ်လဲဆိုတော့ကိုကအဲ့လိုမျိုးလာပြီးတော့ pressure ပေးတဲ့လူတွေအတိုင်းကိုကအကုန်လုံးကိုလိုက်ပြီးဖြည့်ဆည်းပေးတယ်ဖြည့်ဆည်းပေးတဲ့အတိုင်းလည်း10ယောက်မှဖြည့်ဆည်းပေးတယ်ဆိုရှင်3ယောက်လောက်ချီးကျူးခံရတယ်ဆိုကံကောင်းတနေ့9ယောက်ကဖြည့်ပေးတာမကောင်းကိုတောက်လျှောက်လိမ့်မဲ့လူတွေကြီးပဲပေါ့နော်လုပ်လဲလုပ်ပေးရတယ်တဲ့ပြောလဲခံရသေးတယ်ဆိုတာမျိုးဆိုတော့မတန်ဘူးပေါ့အဲ့တော့ဒီဟာကအဲ့လိုပုံစံသဘောတရားမျိုးရှိတယ်ဒါပေမဲ့ကိုယ်ဖိအားပေးတယ်ဆိုရင်ကိစ္စမှာလေးတူရှူလိုက်လို့ရှိရင်လည်းကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲတာဝန်ယူပြီးလုပ်ပေးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်တဲ့ကြောင့်မလို့ဒါကကိုယ့်ရဲ့ဒီကိစ္စနဲ့ပတ်သက်လာဆိုရှင်ကိုကနည်းနည်းလေးချိန်ယူပြီးစဉ်းစားဖို့တော့လိုပါလိမ့်မယ်တခုရှိတာကကံကြမ္မာပြောင်းလဲတွေကအရန်တက်ကြပြောင်းလဲတွေမြန်တဲ့ကာလမျိုးဖြစ်တဲ့ကြောင့်မလို့ကိုကဒီတစ်ချက်ကိုကြည့်လိုက်ပါတနင်္ဂနွေတနင်္လာအင်္ဂါဒီ3ရက်ပေါ့ဒီ3ရက်တာကာလတော်တွေမှာကိုကအဆင်ပြေမှုတောက်လျှောက်ကြုံနေရပြီဆိုရှင်အဲဆိုရင်အင်္ဂါနေ့မှာအင်္ဂါနေ့ညပိုင်းလောက်ပေါ့နော်ညပိုင်းလောက်မှာကိုရဲ့အဝတ်စားဟောင်းကိုသွားပြီးဆုံးပြရပါလိမ့်မယ်အဲ့လိုမျိုးအဝတ်စားဟောင်းဆုံးပြခြင်းရမယ်ကိုရဲ့ဒီကံကြမ္မာတွေကတောက်လျှောက်အဆင်ပြေမှုတွေအစိုးရနေကြုံနေတဲ့နေရာတွေမှာပြန်ပြီးတော့ကောင်းမွန်ဥမော့လာပါလိမ့်မယ်အဲဒီတစ်ချက်ကတော့ရှိရပါတော့အဲ့တော့ဒါပြီးလို့ရှိရင်ကျွန်တော်အခြေရေးမှာဆိုလို့ရှိရင်တော့တော့ကြနေ
သူ့ရဲ့စုံတယ်စကားပြောတယ်ပျော်ရွှင်တယ်ကြည်နူးတယ်တစ်တီတူတယ်ပြီးတော့မထင်မှတ်တဲ့ကိစ္စသေးလေးကြောင့်ထပြီးရန်ဖြစ်တယ်ကွဲမယ်ကွာမယ်ပြတ်မယ်ဆိုတဲ့အထိကိုဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ relationship မှာအဲ့လိုလေးနည်းလေးrelationship ကလည်းတက်ကြပြောင်းလဲမြန်တယ်တော့ကြနေတဲ့လိုက်တော့ကြနေပြန်ပြီးတော့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ပြတ်လာလို့မရဆိုရှင်တော့မပြတ်ဘူးပေါ့နော်နောက်တစ်ခုက single များအနေနဲ့ကကိုနဲ့စိတ်တူကိုတူပုံကုံမျိုးနဲ့လာပြောရတတ်တယ်စိတ်တူကိုတူပုံကုံမျိုးနဲ့တွေ့ရတတ်တယ်သူနဲ့တွေ့တဲ့အနေအထားမှာဆိုရှင်လည်းပဲဒီပတ်ဝန်းကျင်ကနေမှထူးခြားတဲ့နမိတ်လက္ခဏာတစ်ခုခုကိုပြတာမျိုးတွေကြုံတွေ့ရတတ်တယ်ဒီခါမှကျတော့လေဒီပုံကုံမျိုးကိုအိမ်မက်ထဲမှာပြန်ပြီးတော့မြင်မှတ်မိတာမျိုးဖြစ်တတ်တယ်ဒါပေမဲ့အိမ်မက်ထဲမှာတော့တခြား version တစ်မျိုးပေါ့နော်လက်တွေ့အပြင်မှာကျတော့ပုံစံတစ်မျိုးဒါပေမဲ့သူတို့ရဲ့တူညီတဲ့သဘောတရားတစ်ခုဟာစကားပြောပုံဆိုပုံစိတ်ငြိမ်စိတ်ထားအဲ့ဒါတွေကလာပြီးတော့တက်တဲ့ဆိုင်ထပ်တူကြတာမျိုးဖြစ်တတ်တယ်အဲ့ဒါဆိုအဲ့လိုလူမျိုးကဒီတောက်ကြတော့သမီးများတွေးခဲ့မယ်ဆိုရင်အဲ့လူကကိုယ့်အတွက် right person ပဲဖြစ်တယ်လို့ပဲမှတ်သားမှာဖြစ်ပါတယ်အိမ်ထောင်ရေးကကောင်းနေပါမယ်အိမ်ထောင်ရေးမှာကိုယ့်ရဲ့ကြုံတွေ့နေရတဲ့ပြဿနာတွေခက်ခဲတွေကဒါကင်းစင်လွင့်ပြောက်သွားပြီးတော့မှပိုပြီးမှတည်ငြိမ်အေးချမ်းတဲ့အခြေအနေမျိုးတွေရရှိပိုင်ဆိုင်လာမဲ့ပထမမျိုးကိုပိုင်ဆိုင်ထားပါတယ်နောက်ခုအနေနဲ့ကတော့တောက်ကြတော်တော်များများအိမ်ထောင်ရေးမှာပေါ့နော်ကလေးသားသမီးလိုချင်တဲ့သူများအနေနဲ့ကိုယ့်ရဲ့အရင်တစ်ချိန်အရင်ဘဝတွေတုန်းကပထမဆက်ရှိခဲ့တဲ့ပုံပုံမျိုးဒါပြောပြန်ဝင်စားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒါတော့အိမ်ထောင်ရေးနဲ့အခြေရေးအိမ်ထောင်ရေးမှာအဲ့လိုတွေတခုတော့ထူးခြားရှိတတ်တယ်ဒီကတော့ဒီတောက်ချတော်တဲ့များအနေနဲ့ကွာဟိုတချင်းတွေကလိုမျိုးပေါ့နော်ဘယ်နေရာပဲရောက်ဖျားတရားမမိနဲ့လို့ဖျားတရားမမိနဲ့ချစ်ဘယ်နေရာပဲရောက်ဆွဲထားတယ်အဲ့တော့ကိုကဘယ်ဘာသာဝင်ပဲဖြစ်နေပါစေကိုွယ်တဲ့ဘာသာရေးဖျားတရားအလိုက်ကိုဝတ်ပြုစုတောင်းမှုကိုလုပ်တဲ့ကာလမျိုးဖြစ်တယ်လုပ်လေဖျားတရားများလုပ်လေကံပို့ပြီးမှမြင့်တက်လေဆိုတဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေကြီးကဝင်တယ်လက်ထွက်တယ်လက်အဲ့လိုမျိုးဖြစ်တယ်အဝင်နဲ့ကျန်းတယ်အထွက်လည်းကျန်းတယ်အဲ့လိုပုံစံမျိုးရှိတယ်။ဒါမှမဟုတ်ပတ်စံက2000လောက်ကျပြောက်သွားတယ်။ပြီးရင်9000လောက်ပြန်ဝင်လာတယ်။အဲ့လိုမျိုးလေးရှိတတ်ပါတယ်။ဘယ်လိုဖြစ်တော့ကိုယ်အနေနဲ့ကံဆိုးတွေဖြစ်စေကောင်းတွေဖြစ်စေကြတရားနေဖို့ရေးကြည့်ပါတယ်။ကျမရေးအနေနဲ့ကကျတော့ဝိပေါင်းချိန်တက်ကြမှမှန်တာတွေခေါင်းမူခေါင်းကိုက်တာတွေနောက်ကမူးဝေတာတွေဒါတွေရင်ပြည့်ရင်ငယ်ဖြစ်တာတွေเนาะဒါမျိုးတွေအားရဖြစ်တတ်တယ်။စီချိုတက်ကြမမှန်တာတွေနှလုံးခုန်လုံးမမှန်တာတွေဒါခိုင်မှကျတော့ကိုကဘာမှမလုပ်ရတော့ဒီပဲနဲ့ညင်ထိုင်ပြီးကားစီးနေတာကိုနှလုံးခုန်လုံးပဲမြန်လာလို့အဆင်မပြေတာဖြစ်တာတွေဒါမျိုးလေးတွေရှိတတ်ပါတယ်နောက်ခုနေကဒီပညာရေးမှာတော့ကိုယ့်ရဲ့ကြိုးစားလောက်ကိုကောင်းမွန်တဲ့ခွင့်လန်းလေးတွေတက်လန်းနေဖြစ်ပေါ်မဲ့အနေအထားမျိုးလေးရှိတတ်ပါတယ်သင်တန်းတက်ဖို့ငွေကြေးမတက်နိုင်တဲ့လူတွေသင်တန်းပညာရပ်ကိုသင်ယူလေးဟာဖို့အတွက်ကို scholarship ပေးတဲ့လူနဲ့ကြုံတွေ့ရတတ်ပါတယ်အခုကကိုကပညာရေးနဲ့ပတ်သက်တဲ့ကြိုးစားမှုတွေကအထူးခြားအောင်မြင်မှုတွေရရှိလာမယ်ဆိုရင်နေထားတယ်တွေ့ရပါတယ်ဒါကြောင့်မို့ပညာရေးနဲ့ကြိုးစားတဲ့လူတွေဒီကာလမှာဝမ်းသာပျော်ရွှင်စရာကောင်းတဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းအနေနဲ့ကကျတော့ကိုကဈေးကွက်အပြောင်းလဲတွေဖြစ်မယ်ဈေးကွက်ပြောင်းလဲဖြစ်တယ်ဆိုတော့ကိုဒီတော့ကဈေးကွက်market အနေနဲ့ကဒီပုံစံမျိုးဖြစ်တယ်ဒါကြောင့်မို့ကိုကဒီလို formula နဲ့လာမယ်ဆိုတာမျိုးအဲ့လိုမျိုးလုပ်လို့မရပါဘူးဈေးကွက်ပြောင်းလဲဖြစ်တော့ကိုကလည်းဈေးကွက်ပြောင်းလဲဖြစ်တော့ကိုရဲ့လုပ်ပုံကိုင်ပုံကလည်းပဲပြောင်းလဲရမယ်ကာလဖြစ်ပါတယ်အခါဒီမှာကျတော့လေဒီမထင်မှတ်ထားတဲ့အပြောင်းလဲတစ်ခုကြောင့်မလို့ကို့မှာများပြားတဲ့အခွင့်အလမ်းတွေပြန်လည်ရရှိလာတာမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲကြောင့်မလို့ကိုကအပြောင်းလဲတစ်ခုဖြစ်သွားရဆိုရှင်စိတ်ညစ်ပတ်နဲ့ဒီပြောင်းလဲရနေတယ်မှာငါ့အတွက်အကျိုးမြတ်ဘလောက်ချစ်ထွန်းနိုင်လဲဒါမျိုးကိုကြည့်တတ်ဖို့အရေးကြီးပါတယ်အဲ့တော့ဒီဘက်ထောင်မှာတောက်ကြသွားတဲ့မြညာနေတဲ့ရတရားတစ်ခုကဘုရားမှာမော်ဖီတလက်ကတ်လို့ပြမှာဟိုပါဆိုတောင်းရပါတယ်အဲ့တော့မိမိကံကြမ္မာတက်ကိုဒါတော့မေးမြန်းချင်တယ်ဆိုရှင်ကျွန်တော်ရဲ့ description မှာရေးထားတဲ့ phone number ကိုဆက်သွယ်လို့ဖြစ်စေချက်ပေါက်ကနေပဲဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်အဲ့တော့ဒါတော့ဝါဒနာရှင်များအနေနဲ့စောင်းနဲ့ကတ်နဲ့ထုတ်ထားတာရှိပါတယ်အဲ့တော့စိတ်ဝင်စားတဲ့သူတွေကျွန်တော်ရဲ့ချက်ပေါက်မှာပြန်နေပြမှာဆက်သွယ်စုံစမ်းနိုင်ပါတယ်နောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ရှိပါခင်ဗျာ